ခင်ကတော့ပန်းကင်လားနှံငင်လားလို့ထင်ရတော့အောင်ကဲကိုကောင်းမွန်တဲ့ကျွန်တော်တို့နှံငင်ပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့အပင်ငယ်စဉ်မှာနော်မိုးတွေမိသွားတဲ့အချိန်မှာကျွန်တော်တို့အပင်တွေထားနေပြီးအပင်တွေဝါကျနေတဲ့အချိန်မှာနှံငင်ကိုတောင်သူဦးကြီးအနေနဲ့ဖြတ်မယ်လို့လုပ်တဲ့အချိန်မှာကျွန်တော်နဲ့တွေ့ပြီးတော့အခုကျွန်တော်ကအမြပွားစည်းလေးနဲ့မမောမထွက်ရှိတဲ့အန်ဖရက်အပင်တက်စီလေးကိုကျွန်တော်တွဲသုံးပေးလိုက်တဲ့အခါမှာအပင်ကလင်္ကာရက်လောက်နေနဲ့တိတတာကိုမြင့်တက်သွားပြီးတော့တောင်သူကလည်းစိတ်ကြိုက်ဖြစ်ပြီးတော့ကျွန်တော်နဲ့အတူလက်တွဲဖြစ်တာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ကိုယုံကြည်နဲ့လက်တွဲပြီးတော့အခုအသီးပွင့်ဝင်ချိန်မှာဆိုရင်ကျွန်တော်မင်းမော်ကုမ္ပဏီမှာထွက်ရှိတဲ့တာဘိုနှမ်းထူးကိုအသုံးပြုလိုက်တာကျွန်တော်အသီးပွင့်ဝေတွေကလည်းရင်းတဲ့အတိုင်းမှာပဲအင်မခံဖြစ်ပြီးတော့ကျွန်တော်နှမ်းထွက်တိုးကျင်သလားစီထွက်တိုးကျင်သလားမင်းမော်မှာတာဘိုနှမ်းထူးပါသုံးလိုက်ပါလို့အကြံပြုရင်းနဲ့အားလုံးပဲထိုက်သမျှတီးနှံတွေထွက်တိုးနိုင်ကြပါသေးခင်ဗျာ